အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Forward မြန်မာမှာ Education and Marketing Manager ဒေါက်တာစီတော်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးမယ့်ဆက်ကတော့ Photon 5 Pro လို့ခေါ်တဲ့ PTV ဆက်အကြောင်းပဲဖြစ်ပါတယ်တော့ PTV ဆက်ကဆိုရင်တော့တော်တော်ကိုပြောရမယ်ဆိုရင်တော့အလင်းကူထုံးဆက်ပဲဖြစ်ပါတယ်သူ့ဆက်လေးမှာဆိုရင်တော့ကျွန်တော်တို့ပုံပြအကြီးနှစ်ခုနဲ့ပုံပြအသေးနှစ်ခုဆိုပြီးတော့ပါဝင်ပါတယ်ဆက်ရဲ့အသုံးပြုနေကြလည်းလွယ်ပါတယ်နောက်မှာဆိုရင်ကျွန်တော်တို့က on off နော် power cloud လေးရှိပါတယ် power cloud လေးကိုဖွင့်လိုက်ပြီးဆိုတော့ Welcome to use light therapy equipment. အတန်လေးခဏဆောင်ရတာပေါ့နော်။ဆောင်ပြီးရတဲ့အချိန်မှာကျွန်တော်တို့ကတိုင်မာလေးကိုစိတ်ကြိုက်ပေးလို့ရပါတယ်။ဥပမာဆိုရင်ကျွန်တော်တို့ 10 minute ကနေပြီးတော့ကျွန်တော်တို့60 minute ပေါ့နော်။ကြိုက်တဲ့အချိန်ကိုပေးလို့ရပါတယ်။ဒါအပြင်ကျွန်တော်တို့က light ကိုလည်းကျွန်တော်တို့က lighting ကိုလည်းရွေးလို့ရပါတယ်။ Blue light နော်အပြာရောင်လှိုင်းရှိပါတယ်။ Red and blue light အပြာနဲ့အနီနဲ့အပေါင်းလှိုင်းရှိပါတယ် Red light နော်အနီရောင်လှိုင်းဆိုပြီးတော့ကျွန်တော်တို့၃မျိုးစာရွေးလို့ရပါတယ်တကယ်လို့ကျွန်တော်တို့ကရွေးလဲရွေးပြီးအချိန်နဲ့တိုင်မှာလည်းရွေးပြီးဆိုရင်တော့ကျွန်တော်တို့ stack ကိုနှိပ်ထားတာအပြင်ကျွန်တော်တို့ဒီမှာကိုအလင်းနှန်းကိုပြလို့ရပါတယ်ဒါဆိုရင်တော့အနီရောင်လေးနှန်းဖြစ်ပါတယ် Blue light ဒါကတော့အပြာရောင်လေးနှန်းဖြစ်ပါတယ် Red and blue light ဒါကတော့အနီနဲ့အပြာနဲ့ပေါင်းပေးခြင်းအပြင်ခဲရောင်လေးနှန်းပေါ့နော်ပိုကောင်းဖို့နဲ့ခဲရောင်လေးနှန်းကိုရရှိမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့အသုံးမပြုတော့ဘူးဆိုရင်တော့ pause ကိုပြန်ပြီးတော့နှိပ်ပြီးတော့သုံးလို့ရပါတယ်ကျတော့လုံးဝကျွန်တော်တို့အသုံးမပြုတော့ဘူးပြီးသွားပြီဆိုရင်တော့အနောက်ကကျွန်တော်တို့ power cloud လေးကိုပြန်ပြီးပိတ်ပေးခြင်းအပြင်လုံးဝကိုဒီဆက်ကိုပိတ်လို့ရပါတယ်အဲ့တော့အသုံးပြုနည်းကလည်းအလွယ်ကိုအရန်ကိုရိုးရှင်းလုံးပါတယ်ကျွန်တော် PTV ဆက်မှာပါဝင်တဲ့အပြာရောင်နဲ့အနီရောင်လေးနဲ့ဆိုရင်တော့တာမန်မျက်စိနဲ့မြင်နိုင်ပြီးတော့တန်းစင်၍တည်ကြမြင်ပါတဲ့အလင်းနဲ့မျိုးစားရပဲဖြစ်ပါတယ်ပြီးတော့သူကိုယ်တိုင်ကလည်းလူအရေးပြားကို10ကနေ15 mm လောက်ထိကိုစိတ်ဝင်နိုင်ပါတယ်ဘလို့နေရာတွေမှာသုံးပြရမလဲဆိုရင်တော့ကျွန်တော်တို့ဦးခေါင်းပေါ့နော်ဦးခေါင်းကိုကျွန်တော်တို့အနီရောင်အလင်းနဲ့ပြမယ်ဆိုရင်တော့ကျွန်တော်တို့ဦးရေးပြားကျန်းမာစေပါတယ်သပင်ကျွတ်ချင်းတွေဟိုတက်တာစေပြီးတော့သပင်တွေကိုပြန်လဲတက်ပါစေပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ညဘက်တွေမှာဆိုလဲပို့ပြီးတော့နှိမ့်ချိုက်စွာအိပ်ပျော်စေမှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်မျက်နှာပေါ့နော်မျက်နှာမှာဆိုရင်တော့အပြန်အောင်လေးနှန်းကိုပြမယ်ဆိုရင်တော့ဝက်ချန်တွေကိုတိတိတတ်တာကိုညှော်နှဲစေပြီးပျောက်ကင်းစေပြီးတော့အစီဘူးတွေကိုလည်းဖယ်ရှားပေးမှာဖြစ်ပါတယ်ဒါအပြင်အနေဆက်နဲ့အမဲဆက်တွေကိုလည်းတိတိတတ်တာကိုတတ်တာဝါစေမှာဖြစ်ပါတယ်နောက်ပြီးကျွန်တော်တို့အနီရောင်လေးနှန်းကိုရှင်ပန်းပါတော့တိုင်းပြီးတော့ကိုပြမယ်ဆိုရင်တေချာကပ်ပြီးပြမယ်ဆိုရင်တော့ဒီနှလုံးရောဂါကြောင့်ဖြစ်ပွားမှုတွေကိုအဓိကအားဖြင့်ရှောင်နေစေပါတယ်နှလုံးသွေးစီးဆင်းမှုကိုအားကောင်းစေပါတယ်ဒါအပြင်မျိုးသမီးမှာဖြစ်များတဲ့ကျွန်တော်တို့ရှင်သားအကျိတ်တွေမှာဆိုရင်လည်းဒီအနီရောင်လေးနှန်းကိုတေချာပြပေးခြင်းအားဖြင့်အကျိတ်တွေကိုဒီရတာကိုကြောကြစေပါတယ်ဒါအပြင်ကျွန်တော်တို့အမျိုးသားတွေမှာဖြစ်များတဲ့စီးကျိတ်ရောင်တာပေါ့နော်စီးကျိတ်ရောင်တဲ့အချိန်မှာဆိုရင်တော့ကျွန်တော်စီးအိမ်ကိုတေချာကိုအလင်းနှန်းနဲ့ပြမယ်ဆိုရင်တော့စီးကျိတ်ဟာဆိုရင်ဒီရတာကိုအရှောင်ကိုကြောကြစေပြီးတော့စီးသွားနှုံနေလည်းပိုပြီးကောင်းမွန်စေမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်နာကျင်ခြင်းလက်ပြင်လုံးခြင်းကြွတ်တက်ခြင်းတွေမှာဆိုလည်းဒီအလင်းနှန်းကိုပြပေးခြင်းအပြင်ကိုတတ်တာစေနိုင်ပါတယ်လူကြီးတွေမှာဖြစ်များတဲ့ဒူးကောင်းမကောင်းတာတွေခါယိုးနာတာတွေကျွန်တော်တို့အကျိုးစစ်မြစ်တွေနာကျင်တဲ့ထင်ရပါဆိုရင်လည်းအလင်းနှန်းကိုပြပေးခြင်းအပြင်ဒီနာကျင်ခြင်းတွေကိုတတ်တာစေနိုင်ပါတယ်ဒါအပြင်ပျက်စီးသွားတဲ့ရိုးနှုတ်တွေကိုလည်းပြန်ပြီးတော့ကောင်းမွန်လာစေမှာဖြစ်ပါတယ်ဒါပြင်ကျွန်တော်တို့တချို့လူနာတွေမှာရှိရဲခြေထောက်မှာသွေးခဲကြရပေါ့နော်သွေးခဲလူနာတွေမှာဆိုရင်ခြေထောက်မှာတေချာကိုအလင်းနှန်းပြပေးခြင်းအပြင်သွေးခဲတွေကိုပြန်လဲဖြောပေးပြီးတော့သွေးခဲတွေလည်းကင်းစင်ပြီးတော့နောက်ဆက်တွဲဖြစ်တဲ့လေဖြတ်ခြင်းကိုလည်းလုံးဝကိုမဖြစ်စေတော့ဘူးပေါ့နော်အဲ့တော့လေဖြတ်တဲ့လူနာတွေမှာလည်းအသုံးပြုလို့ရဆိုတော့ရပါတယ်လေဖြတ်တဲ့လူနာတွေမှာဆိုရင်ကြွသားတွေလည်းညော်နေလာမယ်အောင်ကြောတွေလည်းညော်နေလာပဲဖြစ်တဲ့အတွက်ကောင်းကောင်းမွန်လှုပ်ရှားလို့မရပါဘူးအဲ့လိုလူနာတွေမှာဆိုလည်းဒီအလင်းနှန်းကိုကောင်းကောင်းမွန်ပြပေးခြင်းအပြင်ကြွသားတွေလည်းအားကောင်းလာမယ်ကြွသားစီးဆင်းမှုသွေးစီးဆင်းမှုတွေလည်းကျွန်တော်တို့များစွာရရှိပြီးတော့အောင်ကြောတွေလည်းသွားပြီးတော့ထောက်ပံ့ပေးမှာဖြစ်ပါတယ်နောက်ဆုံးကတော့ကျွန်တော်အရေပြားယောဂတွေပေါ့နော်အရေပြားယောဂဖြစ်တဲ့နှင်းကူတို့ psoriasis လို့ခေါ်တဲ့ယောဂတွေမှာဆိုလည်းတိတိတတ်တာကိုပျောက်ကင်းစေမှာဖြစ်ပါတယ်ဒါကြောင့် PTV ဆိုင်ရာဆိုရင်တော့ဆန်ဖျားစေပြီးတော့ခြေထောက်အထိလွန်စွာကောင်းတဲ့အကျိုးရလဒ်တွေကိုရရှိစေမှာဖြစ်ပါတယ်ဘယ်လိုသုံးပြုရမလဲဆိုရင်တော့ PTV ဆက်ကိုတစ်ခါသုံးရင်10မိနစ်ကနေ9မိနစ်လောက်ထိသုံးပြုလို့ရပါတယ်တနေ့လျင်တစ်ချိန်ရရင်2ချိန်ပေါ့နော်ဒါကတော့ယောဂအတင်းနဲ့ပုံမူတည်ပြီးတော့သုံးပြုလို့ရပါတယ်ပိုပြီးလိုအပ်ပါကကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပြီးတော့အသုံးပြုပေးသင့်ပါတယ်အဓိကကတော့မျက်စိနဲ့သွေးထွက်များတဲ့ဒဏ်ရာတွေရှိနေရင်တော့အဲ့နေရာတွေမှာတော့အသုံးပြုလို့မရပါဘူးအမျိုးသမီးကဓမ္မတာလာတဲ့အချိန်တွေမှာဆိုရင်တော့ queue ဆိုင်ပြီးတော့အသုံးပြုသင့်ပါတယ်အဓိကသွေးဆေးဆေးမှုလုံးကိုအားကောင်းစေပြီးတော့သွေးဆင်းမှုကိုပိုပြီးများစေလို့ဖြစ်ပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဘီရဲ့ယောဂတွေဖြစ်တဲ့တိုင်ရင်ကြွသားထူတာတွေနောက်ပြီးကားဥပြုံရိတ်တယ်လူနာတွေမှာဆိုရင်လည်းဒီတေချာကိုလင်းနဲ့ပြပေးခြင်းအပြင်တိတိတတ်တာကိုတတ်တာဝါစေပါတယ်ဖြစ်ပါတယ်PTV ဆက်ကိုမိမိအသုံးပြုခြင်းတဲ့နေရာကိုတိုက်ရိုက်ပြပေးခြင်းအပြင်ပုံပုံကောင်းကောင်းနဲ့ရလက်ကိုရရှိစေမှာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ခြေသေးပပလေးဝတ်ဆင်သော၎င်း massage cream ကိုအသုံးပြုရတဲ့၎င်းတို့အသုံးပြုလို့ရပါတယ်ခင်ဗျာ
အဲ့ဒီအတွက် Photon 5 Pro PTB ဆက်ရဲ့ကောင်းကျိုးတွေနဲ့ဘယ်လိုအသုံးပြုရမလဲဆိုတာကိုမျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ